ကဲမင်္ဂလာပါရှင်။သမီးနာမည်တော့တင်ကြရပါရှင်။ပထမဦးလက်ဦးဆရာကတော့သမီးရဲ့အဖေဝီလီယမ်မဒုတိယဆရာကတော့မန္တလေးမြို့မှာဂီတဆွေမျိုးဦးနေရပါရှင်။ဆိုင်လဲတီးတယ်အချင်းလဲဆိုတော့တစ်တော်မှလဲဆယ်လေးပေါ့။ဘိုးဘိုးကြီးစိန်ပန်းနေတဲ့ဂီတအမွေကိုခံယူထားတဲ့မိတယောက်ပါရှင်။ယောက်ျားလေးတွေနဲ့လည်းရင်မောင်တက်ပြီးတော့လှုပ်လို့ရတယ်။ပြီးတော့ညီမအမွေတွေလည်းဖြစ်တယ်။ဘိုးဘွားရဲ့ပညာရေးလည်းဖြစ်တဲ့အတွက်ကိုဂုဏ်ယူပါတယ်။ပရောသားပေါ်မှာနွားတီနဲ့ပတ်စာကပ်ဖြစ်ရဆိုမင်းကလေးလည်းဆိုတော့နူးညံ့တဲ့အတိုင်းပဲလို့တော့ရင်းနဲ့တဲ့အမှုပညာကိုဝါသနာပါဆိုတော့ကြိုးစားပြီးတီးပါတယ်။ဒီကျင်နေဆိုတော့နေတိုင်းမှာပဲဘသူတက်လဲဆိုတော့ဟိုအောင်မြင်မှုလေးရခြင်းနဲ့သင်္ကန်းတို့ငှားရတဲ့အလူရှိလူမှနဲ့အားပေးကြတဲ့ပိတ်သက်ချစ်တို့ကိုစူးစမ်းနေတာပါတက်တော်ဆော်ရဲဆိုတာကတော့သူတို့မောင်နှမသူတို့ကအကျော်ဆော့တာပေါ့နော်မရန်ပြင်းလာလာလိန်ခေါ်အမြဲတမ်းဆိုင်မင်းသမီးဆိုတော့ဘယ်လိုပြောမလဲတက်တော်ကငွေချင်းနေတက်တော်မှာအားပေးတယ်လို့မျိုးပြီးတော့မောင်နှမသူတို့ကိုလည်းဒီဆိုင်နဲ့ပဲတီးလို့ရှိရင်အားပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်လာလာလို့ချက်ပြီးတော့နဲ့ဒီတင်ကောလ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 ို့ချက်ပြီးတော့ပဲနည်းနည်းလေးတို့ပြန်โอเคညီမဆိုင်ဆိုတော့အလူတွေကထိန်တွေဖျားဝဲတွေမှာတီးပါတယ်ညီမဆိုင်ဆိုတာတမိတယောက်တည်းတော့မဟုတ်ပေါ့နော်ကြီးတို့မောင်းတို့နှဲ့တို့ပမတို့ရကွန်းတို့နဲ့အဖွဲနဲ့အုံနဲ့ဗိမ္မာန်ကြီးနဲ့တမိတင်ရောတီးတာပါရှင်ချီရီကောင်းလာစီစီတဲ့နာတဘုံကြီးကလူရှင်တွေပါလာမချောတမရီချမ်းစီလုံးမောင်းကြည့်ကြတာတဘုံကခင်မအဲ့ဒီတော့မင်းလားချီတင်ကြဟုတ်ကဲ့မျိုးရှိပါတယ်ရှင်အဖေရဲ့အဘရဲ့အဖိုးရဲ့လက်ထက်ကနေရရှိလာတာပါစိုင်းတိလာတာက9နှစ်ရှိပါတယ်ရှင်အပရိယပရိသတ်ကြီးရောလူရှင်လူမပန်းအားလုံးကောတက်တော့မှအပိကြတငယ်ချင်းတွေအားလုံးကောစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့သူတို့ကဆုတောင်းမိတာပို့ပါတယ်ရှင်